ထိုင်းနိုင်ငံကအရန်လာတဲ့ပန်ဆန်ကန်းကျင်နဲ့ခေါ်ဆန်မှုကိုအားလုံးပဲသိကြလိမ့်မယ်လို့တော့ထင်ပါတယ်။ဒီအလားတရားတွေရဲ့နောက်ွယ်မှာစိန်နဲ့မှုတို့ရဲ့လွမ်းမိုးရဲ့ချစ်ဆန်လန်းတဲ့ပုတ်ရှိနေပါတယ်။လူငယ်သောနှစ်ပေါင်းများစွာကခုလက်ရှိပန်ဆန်ကန်းကျင်နဲ့ခေါ်ဆန်မှုတို့မဖြစ်ပေါ်သေးခင်မှာကန်းကျင်နာမှာပန်အန်ဟင်းလို့ခေါ်တဲ့ရွာလေးတွေ့ရရှိပါတယ်။ရွာသားများစုကတော့တန်ငါလုတ်ကိုလုတ်ကင်စားတော့ပါတယ်။ရွာနာကကုန်းမြင့်လေးပေါ်မှာအင်္ဂလိပ်ဆောက်ပြီးနေထိုင်တဲ့ဖွားအောင်ကြောက်လေးရှိပါတယ်။အဲ့ဒီအင်္ဂလိပ်တရားဖွားအောင်ဟာသူမရဲ့မိဘမဲ့မိမလေးမို့နဲ့တူဘွားကိုစင်းစာနေတိုင်းဖြတ်တန်းနေရပါတယ်။မုတ်ကစင်းရဲပေမဲ့လို့ပျော်ပျော်ရွှင်ရွှင်နေတဲ့ပြီးဘွားကိုအေးချမ်းဖြတ်တန်းနေတဲ့မိမလာလေးတယောက်ပဲဖြစ်ပါတယ်။သူမကနေတိုင်းပင်လယ်ဘေးကကမ်းမထိပ်မှာထိုင်ပြီးတော့တဘာဝအလှတရားကိုခံစားနေရှိတယ်။အဲ့ဒီနေရာကသူမရဲ့တနေ့ကပင်မနေမှုတွေကိုပြေပြောက်စေတဲ့တခုတည်းသောနေရာဖြစ်လို့ပါပဲ။တနေ့တော့မုတ်ကကားမထိတ်မှထိုင်နေတဲ့အချိန်မှာသူမဘေးကနေပင်လယ်ထဲကိုလွင့်ထွက်တော့မလို့ဖြစ်နေတဲ့စွန်တစင်ကိုကံကောင်းထောက်မှောင်စာနဲ့ဖမ်းမိလိုက်ပါတယ်။အဲဒီစွန်ရဲ့ပိုင်ရှင်ကတော့စိန်လို့မြည်ရတဲ့ချမ်းသာတဲ့တကြီးရဲ့သားပိုင်နဲ့စွန်ပဲဖြစ်ပါတယ်။စွန်လွန်းထွက်သွားလို့စိုးရင်တကြီးဖြစ်နေတဲ့ကောင်လေးဟာကြောက်ဆောင်နေပေါ်မြန်တက်ပြီးတော့သူ့ရဲ့စွန်ကိုရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးမှာစွန်ပြန်ပေးဖို့စောင့်နေတဲ့မိမလာလေးမိုးနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးဟာပထမဆုံးတွေ့ဆုံတဲ့အချိန်မှာပဲနှစ်ဦးစလုံးရှက်ရွံ့နေကြပြီးတော့ဒီလိုရုပ်တရက်တွေ့ဆုံမှုကနေသူတို့နှစ်ဦးစလုံးရဲ့ပထမဆုံးချစ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။မုတ်ကစွန်ပြန်ပေးလိုက်တဲ့အချိန်မှာပဲစိန်ကသူ့အကြိုက်ဆုံးစွန်လေးကိုမုတ်အားပေးခဲ့ပါတယ်။သူတို့နှစ်ဦးဟာမကြာခဏတွေ့ဆုံပြီးတော့ချစ်ကြိုက်သွားခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့နှစ်ဦးဟာမခွဲနိုင်ဖြစ်လာလို့တူတူနေဖို့စဉ်းစားလိုက်တဲ့အခါမှာတော့အစင်တန်းကွာခြားမှုကြောင့်စိုးရင်ပူမှန်စရာလေးရှိနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စိန်ကရွာအချမ်းသာဆုံးရွာတကြီးပိုင်းရဲ့သားဖြစ်ပြီးတော့မုတ်ကတော့အစင်းရဲဆုံးမိန်းကလေးဖြစ်လို့ပါပဲ။ဒါကြောင့်သူတို့နှစ်ဦးကဂတိတစ်ခုပေးခဲ့ကြတယ်။သူတို့မပေါင်းဖက်ရပါကကံမဘဝကနေခုံချပြီးအဆုံးသတ်မယ်ဆိုတဲ့ဂတိပါ။စိန်ကဂတိသက်တည်ဖြစ်သူ့ရဲ့စိန်လက်စွပ်ကိုမုတ်ကိုပေးခဲ့ပါတယ်။ဒါပေမဲ့စိန်ရဲ့ဖခင်ရွာတကြီးပိုင်းကတော့စိန်ကိုချမ်းသာတဲ့တထေးသမီးမာလီနဲ့လက်ထပ်ဖို့စီစဉ်ပြီးသားဖြစ်နေပါတယ်။စိန်နဲ့မုတ်တို့ရဲ့ဆက်ဆံရေးကိုရွာတကြီးပိုင်သိတဲ့အခါမှာတော့သူလုံးဝလက်မခံနိုင်ပါဘူး။မုတ်ကအစင်းနဲ့နေပြီးတော့သူသားနဲ့မသိတော့ဘူးလို့သူယူဆပါတယ်။ရွာတကြီးပိုင်ကသူတို့ရဲ့အချစ်ကိုတားဆီးဖို့အတွက်စိန်ကိုခန်းနဲ့ထည့်ပေးပြီးတော့ချမ်းသာတဲ့မာလီနဲ့လက်ထပ်ဖို့အတင်းကျပ်စီစဉ်มาတော့တယ်။မကြာခင်မှာပဲစိန်နဲ့မာလီတို့ရဲ့မင်္ဂလာသတင်းကတရားလုံးကိုပြန့်နှံ့သွားပါတယ်။မုတ်ကချစ်ရတဲ့သူကိုစောင့်မျှော်နေခဲ့ပေမဲ့ချစ်ရတဲ့သူကဘယ်တော့မှပြန်မလာပဲတခြားလူကိုလက်ထပ်တော့မယ်ဆိုတဲ့သတင်းကြောင့်လွန်စွာဝမ်းနည်းပူဆွေးနေရပါတယ်။စိန်ကသူ့ရဲ့ကလေးကိုဖျက်ပြီးတော့တခြားမိမကိုလက်ထပ်သွားတယ်ဆိုပြီးတော့ထင်မှားခဲ့ပါတယ်။စိန်တို့ရဲ့မင်္ဂလာပွဲနေ့မှာမုံတိုင်းကြီးတိုက်ခတ်လာပြီးမိုးတွေရက်စီးတွေလက်နေပေမဲ့လို့မင်္ဂလာပွဲကတော့ပျော်ရွှင်စွာကျင်းပနေခဲ့ပါတယ်။စိန်ကတော့ဘာမှမတတ်တာတဲ့ဆိုဝမ်းနဲ့ကြည်ခဲစာနဲ့မင်္ဂလာပွဲကိုဆက်လုပ်နေခဲ့တယ်။မုတ်ကတော့မင်္ဂလာပွဲရဲ့ကခုံပျော်ရွှင်တဲ့နေ့ကိုမိုးတွေကနေလှမ်းချနေရပြီးတော့ရှိုက်ချင်းတငင်ငိုခဲ့ရတယ်။ဘလောက်ပင်နာကျင်နေပါစေကိုချစ်ရတဲ့သူကတခြားတယောက်နဲ့တကယ်ပဲလက်ထပ်နေသလားဆိုတာကိုကိုယ့်မျက်လုံးနဲ့ကိုသိချမြင်ကျင်ခဲ့ပါတယ်။ဒါကြောင့်မုံတိုင်းထဲကနေဖြတ်ပြီးတော့ချစ်ရသူရဲ့မင်္ဂလာပွဲကိုတွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ရေစက်သွန်ချခန်းနာပြုလုပ်နေတဲ့အချိန်မှာမုတ်ကစိန်ရဲလက်ထဲကိုရွှေလက်စုံလေးကိုပြန်ထည့်ပေးလိုက်ပါတယ်။ဝမ်းနဲ့စွာနဲ့ခေါင်းငုံထားတဲ့စိန်ကဘသူ့မှကြည့်မနေခဲ့ပါဘူး။မုတ်သူ့ကိုလာတွေ့တယ်ဆိုတာတော့သူမသိလိုက်ပါဘူး။ဒါပေမဲ့လက်ထဲကိုရောက်လာတဲ့ရွှေလက်စုပ်ကိုမြင်တဲ့အခါမှာတော့မုတ်ကိုအမြန်ဆုံးမောကြည့်ခဲ့ပါတယ်။မုတ်ကိုစကားမပြောသေးခင်မှာပဲမုတ်ကအခန်းသားကနေထွက်ခွာသွားနေပြီ။မုတ်ကိုအရန်ချစ်နေတဲ့စိန်ကတော့မင်္ဂလာပွဲကိုပြစ်ပြီးတော့မိုးထဲကနေမွတ်နောက်ကိုပြေးလိုက်ခဲ့ပါတယ်။စိန်ကတော့သူနဲ့မလက်မကကမုတ်ကိုအတန်ကုန်လန့်ခေါ်နေပေမဲ့လို့မုတ်ကတော့လုံးဝလှမ်းမကြည့်ပဲသူတို့ပထမဆုံးတွေ့ဆုံခဲ့တဲ့ကာမထိတ်ကိုသာအပြေးသွားနေခဲ့ပါတယ်။ပြီးတော့နှစ်ယောက်သားပေးခဲ့ကြတဲ့အချစ်ကလေးတွေကိုထိန်းသိမ်းမှုအတွက်ကာမဘောကနေခုံချပြီးတော့အဆုံးသတ်လိုက်ပါတယ်။စိန်ကတော့ကိုချစ်ရတဲ့မိန်းကလေးကကိုမျက်စိရှိမှခုံချသွားတာကိုမြင်တဲ့အခါမှာလွန်စွာဝမ်းနဲ့ပူဆွေးခဲ့ရတယ်။မူးမရှိတဲ့ဘဝကိုဆက်ပြီးအသက်မရှင်လို့တာကြောင့်စိန်ကလည်းကာမဘောကနေခုံချပြီးတော့မိုးနောက်ကိုလိုက်သွားခဲ့ပါတယ်။မှုန်တိုင်းရက်သွားပြီးရွာသားတွေအားလုံးသိသွားတဲ့အခါမှာတော့အားလုံးဝမ်းနဲ့ပူဆွေးကြရတယ်။အကြီးမားဆုံးနှလုံးကွဲကြည့်သူကတော့တာဖြစ်သူရဲ့အချစ်ကိုတားမြစ်ခဲ့တဲ့ရွာတကြီးပိုင်းပါပဲ။နောင်နာတရားနဲ့သူတို့နှုတ်ရဲ့အချစ်စစ်ကိုမှတ်ရနေစီဖို့အတွက်ရွာတကြီးကစိန်နဲ့မှုတို့တည်ဆုံခဲ့တဲ့ကာမကိုခေါ်ဆောင်မှုလို့သတ်မှတ်ခဲ့ကြပြီးရွာရဲ့ကမ်းခြေကိုတော့ပန်းစံကမ်းခြေလို့အမည်ပေးခဲ့ကြတယ်။မကြမီပါမယ်ခေါ်ဆောင်မှုဟာနှကွန်းတစ်ခုဖြစ်လာခဲ့တယ်။ရွာသားတွေကညဘက်ကမ်းမပေါ်မှာအမျိုးသမီးတူကိုမကြာခဏမြင်တွေ့လေရှိပြီးအဲ့ဒါကတော့မိုးရဲ့ဝိညာဉ်လို့ယုံကြည်ကြတယ်။ဒါကြောင့်မိုးရဲ့ဝိညာဉ်ကိုထားဖို့နှကွန်းတစ်ခုကိုဆောက်လုပ်ခဲ့ကြတယ်။
အချိန်ကြာလာတာနဲ့အမျှခေါ်ဆောင်မှုဆိုတဲ့နာမည်ကပြန်ယူလာပြီးတော့အခုခေတ်မှာခေါ်ဆောင်မှုလို့ခေါ်တွင်လာကြတယ်။ဇလန်လေးကတော့ဒီနေရာမှာရင်ပြီးဆုံးပါပြီ။ကျမဒီနေ့အားလုံးကိုမျှဝေပေးခဲ့တာကတော့ခေါ်ဆောင်မှုရဲ့လွမ်းမိုးဝဲချစ်တနိုင်ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။အကယ်၍ထိုင်းနိုင်ငံကိုရောက်ပြတဲ့ဆိုရင်လွမ်းမိုးဆိုင်ပြည့်နေတဲ့ဒီနေရာလေးကိုသွားလည်ခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်။